ငတိုးဤပဆက်ရာဇဝင်နှင့်သူကြီးအုပ်စု၏အလွဲများကစုံအင်းရွာဆိုတဲ့ရွာကြီးမှာငတိုးဆိုတဲ့လူငယ်တစ်ယောက်ရှိပါတယ်ငတိုးဟာအလောက်ကင်မဲမဲရရမရှိပေမဲ့ရွာထဲမှာတော့နာမည်ကြီးလာပါတယ်ဘာကြောင့်လဲဆိုတော့သူ့မှာဘာမဆိုရေးစရာဖြစ်အောင်စကားအလင်္ကာနဲ့လိညာပြောတတ်တဲ့ပဆက်ရာဇဝင်ရှိလို့ပါပဲတနေ့တော့ရွာသူကြီးဦးစံတုတ်ကရွာစရက်ပေါ်မှာလူစုပြီးရွာထဲကကြက်မဲကြီးပျောက်သွားတာနဲ့ပတ်သက်လို့ရွာသားတွေကိုစစ်ဆေးနေပါတယ်ဟိရွာသားတို့ငားရဲ့ဘိုးဆွဲထားတဲ့ကြက်ဖမဲကြီးပျောက်သွားတာ3ရက်ရှိပြီးဘသူခိုးလဲအမှန်တိုင်းဝန်ခံကြစမ်းဇရက်အောက်မှာစေးတံတောက်ရင်ထိုင်နေတဲ့ငတိုးကခါးလေးဆန့်ပြီးဇရက်ပေါ်တက်လာပါတယ်သူကြီးဟာကြက်ဖကြီးပျောက်တာမဟုတ်ပါဘူးအမှန်တော့အဲ့ဒီကြက်ဖမဲကြီးဟာမနေ့ကမနက်ကပဲကျုပ်အိမ်ရှိကတမပင်ပေါ်တက်ပြီးကျုပ်ရွာဆောင်နေဖြစ်ပြီးဘသူမှလာမဖမ်းနဲ့ဆက်ဆိုပြီးရွာပြင်ကတောအုပ်ဘက်ကိုပြန်ထွက်သွားတာဗျကျုပ်တောင်ကြောက်လို့ရေဆက်ချပေးလိုက်ရသေးတယ်သူကြီးဦးစံတုတ်ကမျက်မှောင်ကျုပ်ပြီးဘာကြက်ကနက်ဖြစ်လို့ပြန်သွားတဲ့ဟုတ်လားငတိုးမင်းငါ့ကိုလိန်နေတာမလားငတိုးကမျက်နှာသေးလေးနဲ့ပြန်ပြောတယ်ကျုပ်လိန်ရင်ငရဲကြီးမှာပေါ့သူကြီးရဒါပေမဲ့သူကြီးမယုံရင်ရွာပြင်ကတောအုပ်ထဲသွားကြည့်လေအဲ့ဒီတောထဲမှာကြက်ဖမဲကြီးရဲ့အမွှေးတွေပြန့်ကျဲနေတာတွေ့လိမ့်မယ်နက်ဖြစ်သွားတော့မလိုအပ်တဲ့အမွှေးတွေကိုချွတ်ပစ်ခဲ့တာလေဒဲအိုးထဲရောက်သွားလို့မဟုတ်ပါဘူးနော်ရွာသားတွေကတဟားဟားနဲ့အောင်ရေးကြတော့သူကြီးခများမကြေမနက်နဲ့ပါဆက်ပိတ်သွားရပါတော့တယ်သူကြီးဦးစံတုတ်ဟာငတိုးကိုအပြက်သက်အနိုင်ယူချင်တာနဲ့နောက်တစ်နေ့မှာသူ့အိမ်ကိုငတိုးကိုခေါ်လိုက်ပါတယ်သူကြီးအိမ်မှာရွာကလူကြီး3-4ယောက်လဲစုံနေတာပေါ့သူကြီးကစပွဲပေါ်မှာရွှေတင်ကားတစ်ဆက်ပြားတင်ထားပြီးငတိုးကိုစိန်ခေါ်လိုက်ပါတယ်ငတိုးမင်းကပတ်ဆက်ရာဇဝင်စကားတက်လာတယ်ဆိုတော့ငါမေးခွန်းတစ်ခုမေးမယ်ဒီရွှေတင်ကားတစ်ဆက်ပြားကိုမင်းလက်မထိပဲပစ္စည်းတစ်ခုခုနဲ့မကောက်ပဲအိမ်ပေါ်ကနေအောက်ကိုဘယ်လိုရောက်အောင်လုပ်မလဲရောက်အောင်လုပ်နိုင်ရင်ရွှေတင်ကားတစ်ဆက်ပြားလုံးမင်းယူသွားမလုပ်နိုင်ရင်တော့ရွာထဲကမနှက်ဖြန်မီးဖို့ချောင်း3ထင်းတွေကိုမင်းတယောက်တည်းတည်ပေးရမယ်ငတိုးကစပွဲပေါ်ကရွှေတင်ကားတွေကိုကြည့်လိုက်ပါတယ်ပြီးတော့ခါးဆောင်လိုက်ပြီးအိတ်ထဲကကြက်ကြော်တတုံးကိုထုတ်လိုက်ပါတယ်သူကြီးနဲ့လူကြီးတွေကအံ့ဩပြီးကြည့်နေတော့ငတိုးကကြက်ကြော်ကိုစပွဲနားမှာရှိနေတဲ့သူကြီးရဲ့ခွေးနဲ့ကြီးစီပစ်ပေးလိုက်ပါတယ်ခွေးနဲ့ကြီးကကြက်ကြော်ကိုစားဖို့ပြေးလာရင်စပွဲခြေထောက်ကိုအားကုန်တိုက်မိလိုက်တာပေါ့ချင်းခုတ်စပွဲကြီးမှောက်သွားပြီးစပွဲပေါ်ကရွှေတင်ကားတစ်ဆက်ပြားလုံးကျမ်းပြင်ပေါ်ကနေတဆင့်အိမ်အောက်မြေကြီးပေါ်သို့တလိမ့်လိမ့်ကျသွားပါတော့တယ်ငတိုးကပြုံးစီစီနဲ့အိမ်အောက်ဆင်းပြီးရွှေတင်ကားတွေကိုကောက်လိုက်ရင်ပြောလိုက်ပါတယ်သူကြီးကျုပ်လက်နဲ့လဲရွှေတင်ကားကိုမထိဘူးဘာပစ္စည်းနဲ့မှလည်းမကောက်ပဲအိမ်အောက်ရောက်အောင်လှုပ်လိုက်ပြီးတော့အဓိကကတော့သူကြီးရဲ့ခွေးနဲ့ကြီးကကျုပ်ထက်ပိုညံကောင်းလို့ရွှေတင်ကားတွေကိုအောက်ရောက်အောင်တွန်းချပေးတာပါပဲသူကြီးဦးစံတုံးမှာသူ့ခွေးနဲ့ကြီးကိုကြည့်ပြီးဒေါသထွက်ရမလို့ရှက်ရမလို့နဲ့ကြောင်ကြည့်နေရပါတော့တယ်တညမှာတော့မတိုးနဲ့သူကြီးရဲ့သားမောင်မတိုးတို့2ယောက်ရွာပြင်ကညအမောင်နဲ့လမ်းလျှောက်ပြန်လာကြပါတယ်လမ်းမှာမဲမဲမောင်မောင်တစ်ပင်ကြီးတစ်ပင်အောက်ရောက်တော့မောင်မတိုးကလမ်းပြီးငတိုးဟိုမှာကြည်စမ်းတစ်ပင်ပေါ်မှာအကောင်မဲမဲကြီးတရေများလားမသိဘူးဗျကြုတ်ကြောက်တယ်ငတိုးကတစ်ပင်ပေါ်ကိုမော့ကြည့်လိုက်တော့တရေမဟုတ်ပဲရွာကတစ်တီခိုးစားနေတဲ့မြောက်ဦးကြီးဖြစ်နေတာကိုမြင်လိုက်ပါတယ်ဒါပေမဲ့ငတိုးကမောင်မတိုးကိုပိုလန့်အောင်စလိုက်ပါတယ်ဟာမောင်မတိုးတရေမဟုတ်ပါဘူးဗျအဲ့ဒါမင်းရဲ့ဘိုးဘွားပြီးပင်အဖိုးကြီးရောက်လာတာပါကြည်စမ်းနင့်ကိုတတိယလို့တစ်ပင်ပေါ်ကနေလက်ပြနေတာသွားအဖိုးကြီးစီသွားပြီးဥချလိုက်မဟုတ်ရင်အဖိုးကြီးကနင့်ကိုခေါင်းကိုပုတ်ပြီးစုပေးလိုက်မယ်မောင်မတိုးကပိုလန့်သွားပြီးဟာမသွားပါဘူးဗျာကြုတ်ကြောက်လို့ပါဆိုမှငတိုးကတစ်ပင်စီတဲတဲ့လျှောက်သွားပြီးခဲတလုံးနဲ့လှမ်းပေါက်လိုက်ပါတယ်မြောက်ဦးကြီးကလန့်ပြီးတစ်ပင်ပေါ်ကတရက်သီးပုတ်တလုံးနဲ့ပြန်ပေါက်လိုက်တာငတိုးရဲ့ပခုံးကိုမှန်သွားပါတယ်ငတိုးကပခုံးကိုပို့ရင်းမောင်မတိုးစီပြန်ပြေးလာပြီးမောင်မတိုးမင်းဖိုးကြီးကအတော်လေးလက်ဆက်ပြင်းတာပဲဗျနင့်စီဆူတောင်းမရလို့ငါ့ကိုတရက်သီးပုတ်နဲ့ဆူပေးလိုက်ပြီလားမြန်ပြေးကြရအောင်မဟုတ်ရင်ဒူးရင်သီးနဲ့ထပ်ပေါက်လိုက်မယ်နှစ်ယောက်လုံးရွာထဲကိုမော်ကြီးပန်းကြီးပြေးဝင်လာကြရာကနေရွာသားတွေဘာဖြစ်တာလဲမေတော်မှအဖြစ်မှန်ကိုသိရပြီးရွာတရွာလုံးရေမောကြပါတော့တယ်နောက်ဆုံးမှာတော့ရွာသူကြီးဦးစံတုတ်ဟာငတိုးကိုဘလို့မှညံစင်လို့မရမှန်းသိသွားခဲ့ပါတယ်ရွာစရက်ပေါ်မှာသူကြီးကငတိုးကိုခေါ်ပြီးငတိုးရာမင်းရဲ့ပဆက်ရာဇဝင်ကတော့ငါတို့ကိုမောနေတာပဲဒါပေမဲ့မင်းရဲ့ဟာတာညံကြောင့်ရွာထဲမှာတင်းမာနေတဲ့အခက်ခဲတွေစိတ်ညစ်စရာတွေအကုန်မောပြေရပါတယ်
မင်းစကားတွေကိုအခုတော့မဖြစ်အောင်ပဲပျော်ပျော်ပပဆက်ပြောပါတော့လို့ဝန်ခံလိုက်ရပါတော့တယ်